ဒါလေးကတော့ပတူน้ำရဲ့ဖိပူလီဆွိုင်းဆမ်လေးပေါ့နော်ဒီမှာဖိပူလီဆွိုင်းဆမ်လေးပါဒါတော့နိုင်မာကက်လေးရှိပါတယ်ဒီမှာအင်တာကုစကူထတ်တိုင်းလေးပါသူပေးနာမလေးမှာတော့မိဘမြတ်တာမင်းဆိုင်လေးရှိပါတယ်ဒီမှာဟင်းလေးအစုံရပါတယ်နော်ဒီဒါလေးကတော့ကူဒီယာခောက်ဆွဲတုတ်လေးပါညနေ9နာရီဆိုရင်ဒီမှာစီနေပါပြီเนาะလာလေလို့ရပါတယ်အများအပြည့်တော့မြန်မာလေးများတာပေါ့เนาะကိုပိုင်ဆိုင်ကလေးလေးတွေဒီလိုဆိုင်ကြီးကြီးလေးကတော့တရုတ်ပိုင်ပါတယ်အလုံးလာလေလို့ရပါတယ်ရှင်ဖိပူလီဆွဲဆမ်လေးမှရှိပါတယ်ပတူနာဖိပူလီဆွဲဆမ်လေးမှာပါ